အားလုံးပဲမင်္ဂလာပါကျွန်တော်ဥရသာမိုဘိုင်းနဲ့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်မိတ်ဆက်ပြတာပေးမဲ့ဖုန်းလေးတွေကတော့ Redmi Note 14 Pro Official Global Stable Note 14 Pro Plus အတစ်တိုင်းတန်းနဲ့အလုံးလေးနဲ့ကျွန်တော်မိတ်ဆက်ပြတာပေးမှာဖြစ်ပါတယ်Note 14 Pro CD လေးတွေကိုကြိုက်နေတတ်တဲ့ညီကောင်မောင်နှမရဲ့အနေနဲ့ကတော့ကျွန်တော်ရောင်းဝယ်လဲထက်အဆင်ပြေအောင်ကျွန်တော်ဘက်ကဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဆိုင်အမကန်အနေနဲ့ကကျွန်တော်တလားတီတီပေးတာဖြစ်တဲ့အတွက်ကြောင့်ယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ဒီမှာ Note 14 Pro Official Global လေးလည်းရှိထားပါတယ် Note 14 Pro Plus လေးလည်းရှိထားပါတယ် Note 14 Pro CD မှာဆိုရင်တော့ RAM 12256 8256 8128ဆိုပြီးစာရှိထားပါတယ် Note 14 Pro Plus လေးတွေကတော့12256 12512ဆိုပြီးကျွန်တော်2မျိုးရှိထားပါတယ်အတစ်တိုင်းတက်နဲ့ Note 14 Pro CD လေးတွေကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးတွေကတော့9,800,000ကျပ်ကနေပြီး150,000ကျပ်အထိရွေးချယ်ဝယ်ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်